လူတိုင်းစဉ်းစားရမယ်အချက်ကလေးတစ်ခုပေါ့ဘာဖြစ်လို့လဲဆိုရင်ဘဝမှာအမြဲနေထိုင်ရတယ်ဆိုမှရှိဘူးဘဝတစ်ခုရပြီးလို့ရှိရင်ဘဝရဲ့ပြီးဆုံးတဲ့နေ့ဆိုတာရောက်လာပါပဲမြတ်စွာဘုရားကိုယ်တိုင်ကလည်းလောကမှာသင်္ခါရမှန်သမျှပဲရပါမပြည့်ဘူးဆိုတာဟောထားတာဖြစ်တယ်မြည်သည့်အတ္တလောကကြီးတစ်ခုလုံးမြည်သည့်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အချိန်တန်လို့ရှိရင်ဘဝတစ်ခုကထွက်ခွာသွားအောင်မှာပဲဖြစ်တယ်အမြဲတမ်းနေရတဲ့ပုဂ္ဂိုလ်ဆိုမရှိဘူးအဲ့တော့လူတိုင်းဟာဒီအချက်ကိုသိထားပြီဆိုလို့ရှိရင်ကိုသွားမဲ့နောက်ဘဝအတွက်အာမခံချက်ရပြီလားစဉ်းစားရမှာပေါ့နော်လူတိုင်းသွားမှာတော့သိကြတယ်အဲ့တော့ကိုသွားရမယ့်နေရာကိုရွေးချယ်ပြီးတော့အာမခံချက်ရှိပြီလားအာမခံချက်ဆိုတာဒီဘဝမှာပြင်ဆင်ထားသည့်အတွက်ကြောင့်နောက်ဘဝမှာစိတ်ချမဲ့အနေထားမျိုးအကယ်၍သောတာပန်ဖြစ်ပြီဆိုရင်တော့ဒါအာမခံချက်ရှိပြီအာမခံချက်ရှိပြီဆိုတော့အပယ်လေးပုံတရေတရိစ္ဆာန်ပြိတ္တာသူရကဲဆိုတာမရောက်တော့ဘူးဆိုတာထင်ရှားတယ်သောတာပန်ဖြစ်ရင်တော့အာမခံချက်ရှိသွားပြီတဂရကနာကအာမခံချက်ရှိတယ်လို့ဆိုရမှာရှန္ဒပုဂ္ဂိုလ်တွေကြတော့နောက်ဘဝဆိုတာမရှိတော့ဘူးဒီဘဝဟာနောက်ပိတ်ဆိုတောင်းမို့ပစ္စည်းမဘဝိကလို့ခေါ်တယ်ပစ္စည်းမဘဝမှာဖြစ်တဲ့ပုဂ္ဂိုလ်တွေရှန္ဒဖြစ်သွားရင်ပစ္စည်းမဘဝိကနောက်ဆုံးဘဝနောက်ဆုံးဘဝဆိုတာပါရမီရင်းတန်လာတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီသေချာပေါ့ဒါနောက်ဆုံးဘဝဆိုတဲ့လာတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဥမာမဲ့ရှင်ဘကုလဟာမွေးလာတဲ့အချိန်မှာမြစ်ထဲသွားပြီးတော့ရေချိုးတယ်သူတို့ရည်ရွယ်ချက်လည်းရှိပါမို့အဲ့ဒီခေတ်ကတော့အိမ်မှာရေချိုးတာမရှိလို့လည်းဖြစ်ကလေးလေးကိုမြစ်ထဲမှာရေချိုးပေးတာအဲ့တော့မြစ်ထဲရေချိုးပေးခြင်းဖြင့်ကျမ်းမာတဲ့တန်းစင်တယ်ဆိုတဲ့ယူဆလည်းရှိကောင်းရှိလိမ့်မယ်ခင်းကမြစ်ထဲမှာသွားရေချိုးတာရေချိုးတဲ့အချိန်လေးမှာငါးကြီးတစ်ကောင်ကအနန္တရောက်လာပြီးဒီကလေးလေးကိုဟတ်သွားတာအဲ့တော့ကလေးပေါက်စာလေးကငါးပါးစပ်ထဲပါသွားတာသို့တော့အဲ့ဒီငါးကြီးကကလေးလေးမြူပြီးကြတဲ့ကသူဆောက်တရမရပဲနဲ့ရှေးဆုံးမျောပြီးတော့သွားလိုက်တဲ့အခါမှာအောက်မြို့ရွာဒေသရောက်သွားပြီးတော့ငါးရဲ့ဖဏ္ဏကိုခံလိုက်ရတော့အဲ့ဒီငါးကိုတထေးကြော်တူကဝယ်လိုက်တယ်ခါတိုင်းဆိုလို့ရှိရင်အဲ့ဒီငါးကချက်တဲ့ပြုတ်တဲ့လူတွေကပဲငါးကိုလှီးကြဖြတ်ကြလုပ်တယ်အဲ့ဒီနေတော့တထေးကြော်ကြီးကဒီငါးကိုသူကိုယ်တိုင်ခွဲခြင်းနဲ့စိတ်ပေါက်လာအဲ့ဒါနဲ့ငါးရဲ့ပိုက်ကိုခွဲလိုက်တဲ့အခါကလေးလေးတော့တွေ့တယ်အဲ့ရှင်ဘကုလဟာမွေးတာကတဏှာကြီးတာတဏှာဆိုတော့သူကဘာကုလဘာဆိုတာဓိလို့အဓိပ္ပာယ်ရတယ်နှစ်ဦးအဲ့တော့သူမှာမွေးစားတဲ့အမေကတစ်ခုမွေးစားတဲ့အမေရဲ့အမျိုးကတစ်ခုမွေးဖွားတဲ့အမေရဲ့အမျိုးကတစ်ခုဆိုပြီးတော့ခင်းကမြင့်မှာနော်မိခင်ရင်စီသွားလိုက်မွေးစားတဲ့အမေထနေလိုက်နေအမေတို့ချမ်းသာနေရတယ်ပြောချင်တာကတော့ပစ္စည်းမဘူိကဆိုတဲ့ပုဂ္ဂိုလ်ဟာငါဟတ်သွားပြီမသိဘူးလို့ပြောလို့သူကဒီဘဝမှာယန္တာဖြစ်ကိုဖြစ်ရမယ်ဘဝမျိုး
အဲ့ဒါမျိုးပစ္စည်းမပွေကလို့ခေါ်တယ်နောက်တစ်ခါမလမင်းသားရှင်ဓဗ္ဗဆိုတာရှိတယ်ဓဗ္ဗဆိုတာပညာရှိလို့အဓိပ္ပာယ်လည်းရတယ်နောက်ဓဗ္ဗသမမ်းမြတ်လို့လည်းအဓိပ္ပာယ်ရတယ်သမမ်းမြတ်ကျတော့ဒုဗ္ဗလို့လည်းရေးကြတယ်အဲ့ဒီရှင်ဓဗ္ဗအလောင်းကလေးတွေကလည်းပဲသူကိုယ်ဝန်ရှိနေတဲ့အချိန်လေးမှာသူမိခင်ဆုံးသွားတော့မမွေးသေးခင်မွေးကနေမှဆုံးသွားတာဆုံးသွားတော့ကိုယ်ဝန်နဲ့ဆုံးသွားတဲ့သူမိခင်ကိုမိသိညွတ်ကြတဲ့အခါမှာမိရဲ့အရှိန်နဲ့ပေါက်ထွက်ပြီးတော့ဒီကလေးလေးကသမမ်းမြတ်ချုပ်ပေါ်သွားကြတယ်တော့မသိဘူးနော်ကလေးလေးကအရှင်ခုခေတ်လိုလည်းမသိနိုင်လို့တပါးခုခေတ်ကဆိုရင်တော့ခွဲပြီးတော့ကလေးလေးကိုထုတ်မှာပေါ့ရှေးခေတ်ကတော့အဲ့လိုလည်းမဟုတ်ဘူးအမေသေးသွားပြီဆိုတော့သူမိခင်သေးတာမမွေးရင်သေးတော့ဒီကလေးလေးပါအတွင်းထဲမှာရှိနေမယ်ပြီးရှို့လိုက်ကြတာပြီးရှို့လိုက်တော့အဲ့ဒီကလေးလေးကမသိဘူးသမမ်းမြတ်ချုပ်ပေါ်ကြပြီးတော့အရှင်ဆိုတော့သူ့ဖွာအေးကခေါ်ပြီးတော့မွေးပေးထားတယ်ဒါလည်းထူးဆန်းတဲ့နော်ကြမ်းဖန်ပြီးတော့သက်ရှင်အဲ့ဒီပုဂ္ဂိုလ်မျိုးပစ္စည်းမဘဝိကလို့ခေါ်တယ်ပစ္စည်းမဘဝဣကနောက်ဆုံးဘဝမှာဖြစ်သူနောက်ဆုံးဘဝဆိုတာရှားနာဖြစ်မဲ့ပုဂ္ဂိုလ်တွေလို့ဆိုလို့ရပေါ့နော်သူ့အတွက်ကနောက်ဆုံးဘဝနောက်ဘဝဆိုတာမရှိတော့အဲ့တော့ရှားနာမဖြစ်ခင်ကနောက်ဆုံးဘဝဆိုတာသတ်မှတ်ထားတာလို့ဖြစ်ဒီတဲ့ထင်ရှားတော့ပြောရမယ်ဆိုရင်ဖျားလောင်းတော့မွေးဖွားလာတဲ့အခါမှာဖျားလောင်းတော့ခုနဘဝမြောက်မျက်နှာမြောက်ဘက်ကိုမျက်နှာမူပြီးတော့ခုနလမ်းသွားတယ်ခုနလမ်းသွားပြီးတော့အကောဟမတမိလောကတာလောကရဲ့မြတ်သူဖြစ်တယ်တိထောဟမတမိလောကတာလောကရဲ့ချီးမွမ်းတဲ့သူဖြစ်တယ်စစ်ထောဟမတမိလောကတာလောကမှာကြီးမြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့အဲ့ဒီလိုပြောရင်အယမဏိပါစာတိနတ္ထိဌာနိပုဏ္ဏဘောဒီဘဝဟာသူ့အတွက်နောက်ဆုံးဘဝပဲလို့ဘုရားလောင်းနေရတာဘုရားမဖြစ်ခင်ပြောတာနော်အယမဏိမစာတိဒီဘဝဟာသူ့အတွက်နောက်ဆုံးဘဝပဲနောက်ထပ်သူ့မှာဘဝမရှိတော့ဘူးအန္တိမစာတိအန္တိမစာတိခေါ်တာကပစ္စည်းမဘဝိကနော်အန္တိမစာတိနောက်ဆုံးမွေးဖွားခြင်းနောက်ထပ်ထပ်ပြီးတော့မွေးဖွားတော့အဲ့တော့ပစ္စည်းမဘဝိကဆိုတာ ਨੇ အတိပ္ပယ်ကတော့သွားတူပစ္စည်းမဘဝိကဆိုတာနောက်ဆုံးဘဝမှာမွေးဖွားခြင်းအန္တိမစာတိဆိုနောက်ဆုံးမွေးဖွားခြင်းလို့ဆိုလို့တယ်ဟိုကဘဝကိုဥတည်တာနောက်ဆုံးဘဝ၌ဖြစ်သူအဲ့တော့အဲ့ဒီပုဂ္ဂိုလ်မျိုးတွေဟာဘာနဲ့မှမဖို့နေမရပဲနဲ့သိဆုံးတာဆိုတာမဖြစ်ဘူးတဲ့လွဲချော်တာလည်းမဖြစ်တော့ဘူးသူတို့ကဒီဘဝဧကန္ဒိဋ္ဌမဖို့နေပါရမယ်ပုဂ္ဂိုလ်တွေအဲ့လိုပုဂ္ဂိုလ်တွေလည်းရှိဘူးအဲ့တော့ဘုသူရှင်ဘဝကိုကနောက်ဘဝမရှိတော့ဘူးလို့ပြောနိုင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတာအထင်ရှားတယ်ပေါ့နော်ဒါသောတာပန်ဖြစ်တာလည်းသောတာပန်သဂရကနာကဆိုတဲ့အရိယာလည်းမဟုတ်ဘူးယဟနာမဟုတ်ဘူးယဟနာမဟုတ်ပြီမလို့သူတို့ဟာနောက်ဆုံးဘဝဧကန္ဒိဋ္ဌယဟနာဖြစ်မဲ့ပုဂ္ဂိုလ်တွေဆိုလို့တယ်ပေါ့အဲ့တော့တာမန်ပုဂ္ဂိုလ်တွေကြတော့လောကကြီးကအေယာမပြဲတာမဟုတ်ဘူးအလုံးဟာပြောင်းလဲရမယ့်အနေအထားမျိုးရှိတယ်တတ္တလောကကြီးတစ်ခုလုံးဟာအပြောင်းလဲတွေရှိတယ်ထို့တူပဲဩကတလောကဆိုတရဝရရဲ့တရားဘုံဌာနဒါရက်လည်းအပြောင်းလဲတွေအများအားဖြစ်နေတယ်သင်္ခါရလောကဆိုတာမပြောနဲ့တော့တတ္တလောကဩကတလောကနှစ်ခုပေါင်းလိုက်သင်္ခါရလောကခေါ်တာပဲလေ
တော့ပြောမယ်ဆိုရင်သင်္ခါရလောကရုပ်တရားနံတရားတွေကိုအဓိကထားပြောလို့အလုံးရုပ်တရားနဲ့ကင်းတာမရှိဘူးနံတရားကတော့ရှိတဲ့အခါရှိတယ်မရှိတဲ့အခါမရှိဘူးသက်ရှိတဲ့မဲ့အဲ့တော့တတ္တလောကဩဃတလောကသင်္ခါရလောကလောကသုံးပါဘယ်လောကမှာထာဝရဆိုမရှိဘူးလို့ဆိုလို့တယ်အဲ့တော့တရားရည်ရဲ့တရားပုံဌာနဆိုတဲ့ဩဃတလောကကြီးကလည်းထာဝရမဟုတ်ဘူးချိန်တန်တော့သူလည်းကွာမိလောင်ပျက်စီးတယ်သို့မဟုတ်လေးကြောင့်ပျက်စီးတယ်သို့မဟုတ်ရေကြောင့်ပျက်စီးတယ်ဒါကြီးကပျောက်ကွယ်သွားမယ်ဟာကြီးပဲထို့တူပဲဩဃတလောကကြီးပျောက်ကွယ်သလိုတတ္တလောကကြီးကလည်းပဲရွှေရှာပြောင်းလဲပြီးတော့နေကြတာဖေးရမှာမမြဲဘူးအဲ့တော့ကိုပြန်စဉ်းစားရမှာတော့ငါဟာတတ္တလောကကလူတယောက်ပဲတတ္တလောကထဲမှာထာဝရနေရတဲ့လောကမှာထာဝရနေရတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးဧကနိဋ္ဌနောက်ဘဝကိုတမလုံးဘဝလို့လည်းခေါ်တယ်ဧကနိဋ္ဌနောက်ဘဝဆိုတာရှိမှာပဲအဲ့ဒီနောက်ဘဝအတွက်ငါမှာဘယ်မှာနေပဲဆိုတာကိုအာမခံချက်ရပါလားဘယ်ဘဝတဏှာကမလွတ်သေးလို့ရှိရင်ရွေးချယ်ရမယ်သဘောရှိတယ်ဟောသောတာပန်မဖြစ်သေးလို့ရှိရင်အဆိုးနဲ့လည်းကြုံနိုင်တယ်အကောင်းနဲ့လည်းကြုံနိုင်တယ်သောတာပန်ဖြစ်သွားရင်တော့ကာမ7ဘုံတွေကအပယ်4ဘုံကလွတ်သွားပြီသိချတယ်အဲ့ဒီမြောက်တော့ဘူးအဲ့ဒါတော့အာမခံချက်အောက်မသွားဘူးဆိုတော့ပြေဝရသွားပြီသောတာပန်မဖြစ်သေးရင်တော့အပယ်4ဘုံကတော့ဘုံကြီးလည်းမလွတ်ဘူးလူလည်းမလွတ်ဘူးပုရုဇဉ်မှန်လို့ရှိရင်ပြောလို့မရဘူးရှေးတုန်းကရန်တော်တွေဧရကပတ္တနဂမင်းရဲ့ဇက်ကိုကြည့်မဆိုရင်ရန်တော်တစ်ပါးဟာလေးစီးသွားရင်နဲ့ကဏ္ဍမှာရှိတဲ့တပင်လေးကိုလမ်းပြီးတော့ဆွဲလိုက်တာလေးရှိန်နဲ့တပင်လေးကပြတ်သွားတာအမှန်တမဲ့ဖြစ်သွားတာသူစိတ်ထဲမှာဒါလေးကမပြောပါတော့ဘူးဘုန်းကြီးဆိုတာကတပင်တွေပါလေဖြတ်စည်းခွင့်မရှိဘူးဖြတ်စည်းရင်အပြစ်ရှိတယ်ပေါ့အဲ့ဒါနဲ့ပြိမြက်ကလေးကိုလမ်းဆွဲလိုက်တော့အဲ့ဒီပြိမြက်ကလေးကပြတ်ပါလားမတော်တဆဖြစ်တာပဲဆိုအသာနေတာဒီကနေ့ကျတော့ငါတိလားစင်ကြယ်လားလို့သူစဉ်းစားလိုက်တဲ့အခါကျတော့အဲ့ပြိမြက်ဖြတ်ဆွဲတာလေးတစ်ခုကသူ့အတွက်လာပြီးစတော့စတဲ့ဖြစ်နေမပြောပါတော့တဲ့ဟာတွေကလာပြီးတော့စိတ်ထဲမှာနောက်ဆက်ဖြစ်နေတာတခြားတော့သူဘာမှကျူးလွန်တာမရှိဘူးဒါပေမဲ့လို့အဲ့ဒီပြိမြက်လေးဖြတ်မိတာကိုထေသနာမကြားကြရဘူးဆိုစိတ်ကအဲ့လိုဖြစ်နေအဲ့ဒီစိတ်နဲ့ပြန်တော်မူသွားတဲ့အခါမှာဧရကပတ္တာဆိုတဲ့နာမည်နဲ့တကားကြီးသွားဖြစ်တယ်မွေကြီးပေါ့ပင်လယ်တွေကမွေကြီးတစ်ကောင်သွားဖြစ်တာအဲ့မွေဆိုတာတိရစ္ဆာန်ပဲလေမွေဆိုတာတိရစ္ဆာန်ပဲနတ်မျိုးမဟုတ်ဘူးသို့တော့နတ်တွေကအသုံးချနေတာလည်းဖြစ်နိုင်တယ်ပေါ့စတုမာရဲ့နတ်ပြည်အော်လို့တရားမင်းကလည်းပဲပင်လယ်ထဲမှာဒါဝိနနတ်ပြည်လုံခြုံရေးအတွက်ပထမအဆင့်အာလိန်50ဆိုတာကြောက်ကြလိမ့်မယ်ပါဠိလိုအာလိန်ဒခန္ဓာစခန်း5ခုရှိတယ်ဒါဝိနဒီမြင့်မို့တောင်ထိပ်မှာဒါဝိနနတ်ပြည်ရှိတယ်မြင့်မို့တောင်အောက်ခြေမှာအတုရနတ်ဘုံရှိတယ်အဲ့ဒီနှစ်ခုချာမှာစတုမာရဲ့နတ်ဘုံနဲ့လူဘုံရှိတယ်
မျက်မှောက်တောင်ခပန်းမှာစတုမာတဲ့နတ်ဘုံရှိတယ်လူဘုံရှိတယ်နော်အဲ့ဒီမှာတရားမင်းကြီးကအတုရတွေနဲ့မကြာခဏစစ်ဖြစ်တဲ့အခါမှာအဆောင်ချထားတယ်အတုရနတ်ပြည်ကမြင့်မို့တောင်ရဲ့တောင်ချေဆိုတော့ရေထဲမှာမြုပ်နေတာပင်လဲအောက်လို့ဆိုပါတော့အဲ့ဒီကနေပြီးတော့အတုရတွေကစစ်တိုက်ဖို့တာဝရိန္ဒနတ်ပြည်ကိုတက်ဖို့ဘယ်ချိန်မှသူတို့တက်တတ်တုံးဆိုလို့ရှိရင်တာဝရိန္ဒနတ်ပြည်မှာကတခုတ်ပွင့်တယ်တခုတ်ပင်ကလေပင်လက်ကတိပင်ပွင့်တယ်တာဝရိန္ဒနတ်ပြည်ကပင်လက်ကတိပင်တနေ့တစ်ခါပွင့်ဒါတာဝရိန္ဒနတ်ပြည်ရဲ့အထိတ်မှတိပင်ကပင်လက်ကတိအတုရနတ်ပြည်ကြတော့တခုတ်ပင်ပွင့်တခုတ်ပင်ပွင့်ပြီဆိုတာနဲ့အတုရတွေကသူတို့ရဲ့နေရဌာနကတာဝရိန္ဒနတ်ပြည်ကိုအဲ့တော့တခုတ်ပင်ပွင့်ပြီဆိုတာနဲ့ဟာငါတို့နေတဲ့နေရာကတခုတ်ပင်မဟုတ်ဘူးပင်လည်းကတိပင်ဖြစ်တယ်ဆိုပြီးအဲ့ဒါသူတို့ကိုဒီနေ့ရောက်အောင်တရားမင်းကြီးကနှင်ထုတ်လိုက်တာကိုမောင်းချလိုက်တာအဲ့ဒါနဲ့တခုတ်ပင်ပွင့်နိုင်တာဝရိန္ဒနတ်ပြည်ကိုတက်လာကြတာစစ်တိုက်ဖို့တက်လာကြအဲ့ဒါကိုကြောက်ပြူတာနဲ့တူရတယ်တခုတ်ပင်ကမိတချီခဏစစ်ဖြစ်တယ်တခုတ်ပင်ပွင့်နိုင်သူတို့ကစစ်တိုက်တယ်အဲ့ဒါလို့စစ်တိုက်တဲ့အခါမှာပင်လေအောက်ချီပင်လေမျက်နှာပြင်ထိအောင်နဂါးတွေကိုစောင့်ချထားတဲ့တရားမင်းကြီးကအဲ့တော့သူရတွေတက်လာပြီဆိုရင်ပထမနဂါးတွေနဲ့တိုက်ရတယ်အဲ့နဂါးဆိုတာမွေတွေပဲအခုပြောတဲ့ဘာလို့နဂါးကိုမွေလို့ဘာလို့ပြောရတာလဲဆိုအိန္ဒိယလူမျိုးတွေကမွေကိုနာဂလို့ခေါ်တာပဲသူတို့ဝါရနဲ့နာဂလို့ခေါ်တာဘင်္ဂလားဒေ့ရှ်ကလူတွေကလည်းနာဂလို့ခေါ်တာသူတို့နဲ့တွေ့မေးကြည့်ပေါ့နာဂဆိုတဲ့နာမည်နဲ့ခေါ်တာပဲမွေဟောက်တွေအထူးသဖြင့်မွေဟောက်ကြည့်တယ်အဲ့တော့သူတို့စကားတွေပါရိုက်ရင်လည်းမွေကိုနာဂဆိုတဲ့နာမည်နဲ့ရိုက်ထားပဲအဲ့ဗမာတွေကတော့မွေလို့ပါလားပြန်ကြတယ်မှန်တော့နာဂဆိုတဲ့စကားလုံးကသူတို့ဆရာလာတဲ့စကားလုံးအဲ့ဒီနာဂကိုပဲရှေးချပြောင်းပြီးတော့နဂါလို့ဗမာခေါ်လိုက်တာနဂါလို့ခေါ်တာအဲ့တော့တရားမင်းတို့ကသူတို့ဒီမွေတွေကိုစိတ်ခိုင်းတာအဲ့ဒီမွေတွေကတချို့မွေကြီးတွေကတကူအဲ့ဒီပါကမ္မစိတ်တကူရှိတယ်သူတို့ကိုသူတို့ရုပ်ပြောင်းလို့ရုပ်လွဲလုံနိုင်တယ်ဖန်ဆင်းနိုင်တယ်ပေါ့အဲ့ဒီဆိုတော့ရှိတယ်ဒါပေမဲ့သူတို့ကနတ်မဟုတ်ဘူးစတုမာတဲ့ပုံသားမဟုတ်ဘူးအပဲလေးပုံသားပဲဘာလို့လဲဆိုဧရကပတ္တနဂါဟာမေကုန်းနေမေလို့ဘုရားကဖြေတဲ့အခါမှာ तू သောတပန်မဖြစ်ဘူးအကဲ့၍သူကနတ်မျိုးနတ်နွယ်ဆိုရင်သောတပန်ဖြစ်ရမှာနော်ဟိုပိယင်္ဂရမာတာဆိုတဲ့တရေမာတောင်မှာပဲသူကစတုမာတဲ့နတ်မျိုးထဲမှာပါသည့်အတွက်ကြောင့်ဖရာတရားနဲ့အာတော့သောတပန်ဖြစ်သွားတယ်အဲ့တော့သောတပန်ဖြစ်တဲ့ဆိုရဲစတုမာတဲ့နတ်မျိုးလိုပဲမှားရမယ်စတုမာတဲ့နတ်ဆိုတာအမှန်တမ်းဆင်းရဲတဲ့နတ်တွေပါအပါဝင်မယ်အဲ့တော့နဂါးတွေတော့မပါဘူးမြတ်စွာဘုရားသာသနာတော်မှာလူရောင်ဖန်ဆင်းနိုင်တဲ့နဂါးတစ်ကောင်ကဘုရားသာသနာလူရောင်ဖန်ဆင်းပြီးဝင်လာဘူးတယ်ဝင်လာတဲ့အခါမှာသူကလူပုံဖန်ဆင်းထားတဲ့အတွက်ကြောင့်လူလိုပဲထင်ပြီးတော့ရန်ခံပေးလိုက်ကြတာနဂါးဟာလွတ်လွတ်ကျွတ်ကျွတ်အိပ်ပျော်သွားလို့ရှိရင်ဖန်ဆင်းတာပြည့်ပြည့်သွားတယ်ပြည့်သွားတော့မွေးခန္ဓာကိုကြီးဖြစ်နေအဲ့ဒီကိုတော့ကသူတို့ဟာတဲ့နေရာကနေပြီနော်သူတို့ဟာတဲ့နေတဲ့အချိန်မှာအဖော်ရန်နဲ့နေတဲ့အချိန်မှာသူ့ကိုသူမသိအောင်လို့သူကလူရောင်ဖန်ဆင်းနေတာ
သူတပါးတဲ့နေတဲ့အချိန်လေးမှာသူကအိပ်ပျော်သွားတာအိပ်ပျော်သွားတော့ဟိုအဖော်ရန်လာတဲ့အခါမှာသူကအိပ်ပျော်သွားတဲ့အခါနဂါကြီးပြန်ဖြစ်နေသူနေတဲ့ကြောင်းထဲမှာနဂါကြီးနဲ့ပြေးနေနဂါအခွေတွေနဲ့ပြေးနေတော့ဟုတ်ကောလန့်អော်တာအဲ့ဒါနဲ့သူ့ဆက်ကြောင်းပေါ်သွားတာပေါ်သွားတော့မြတ်စွာဘုရားကမေးတဲ့အခါကျတော့မှသူကနဂါဖြစ်တဲ့အကြောင်းရှင်းပြတာအဲ့တော့မြတ်စွာဘုရားနဂါဟာတိရစ္ဆာန်မျိုးဖြစ်သည့်အတွက်ကြောင့်သာသနာ့ဘောင်ဝင်ခွင့်မရှိဘူးလို့ဆိုပြီးတော့သူကရံဘဝတိတ်ခွင့်မရတော့ဘူးပေါ့နော်အဲ့ဒီဇာလန်လေးရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒီဝီနေတဲ့မှာနဂါကိုအကြောင်းပြုပြီးတော့တိရစ္ဆာန်ကတလို့ဆိုတော့လေအဲ့ဒီထဲမှာတရားတွေနတ်တွေပါထည့်သွင်းထားတာထည့်သွင်းတာတိရစ္ဆာန်ပြလို့ထည့်သွင်းတာတော့မဟုတ်ဘူးတရားပဲတိရစ္ဆာန်ဟုတ်မလဲဒါပေမဲ့တိရစ္ဆာန်ကတလို့သုံးလိုက်တာရဟန်းဖြစ်ခွင့်မရတာချင်းတူလို့ပြောတယ်လို့ပဲယူဆရနော်ဒါပေမဲ့နဂါကတော့တိရစ္ဆာန်သိကြတယ်တရားကတော့တိရစ္ဆာန်မဟုတ်ဘူးသူကသောတာပန်ဖြစ်တယ်နော်ဖြစ်နိုင်တယ်တရားတို့တရားမြတ်ရနိုင်တယ်အဲ့တော့အမျိုးဆက်အနေနဲ့ကတရားကနတ်တွေကနတ်ပဲနတ်မျိုးနတ်တွေပဲနဂါလို့တိရစ္ဆာန်လို့ခေါ်လို့မရဘူးသို့တော့အဲ့ဒီတိရစ္ဆာန်ကတော်ဘိက္ခွေနဥပတ္တပရိတဘောတိရစ္ဆာန်ကိုရံခတ်မပေးရဘူးဆိုပြညာချက်ရှိတယ်အဲ့ဒီထဲမှာနတ်တွေလေပြမာတွေကိုလည်းရံခတ်ပေးရတာမဟုတ်သည့်အတွက်ကြောင့်အဲ့ထဲထည့်သွင်းတယ်လို့ဆိုထားတာထည့်သွင်းတယ်လို့ဆိုတာနဲ့တရားဟာတိရစ္ဆာန်လို့ပြောလို့မရဘူးတိရစ္ဆာန်ဆိုတဲ့သုံးနဲ့သုံးတာတော့မဟုတ်ဘူးနော်အကြောင်းပြုတာတော့အဲ့နဂါကိုအကြောင်းပြုတာဘာလို့လဲဆိုနဂါပြောတော့ငါမြတ်စွာဘုရားတုံမေခွိတ္တနာခာအဝိရုံလိဓမ္မသာသနာမှာလူသားတယောက်လို့မဲ့ဖို့နေပါရလာအောင်ဖြစ်နိုင်တဲ့အနေအထားမရှိဘူးလို့ပြောတယ်ဒါကြောင့်မို့နဂါဘဝနဲ့ကုသကောင်းမှုပဲလောက်ပါဆိုပြီးတော့ယဟန်ခံွယ်မပေးတာနော်အဲ့တော့စာပေကျမ်းကမှာတရားတို့ဘာလို့လဲပဲတိရစ္ဆာန်ကတတဲ့ထဲ့သွင်းတယ်ဆိုတာတိရစ္ဆာန်ဖြစ်လို့ထဲ့သွင်းတာမဟုတ်ဘူးရဟန်းဖြစ်ခွင့်မရတာချင်းတူလို့ထဲ့သွင်းတယ်လို့ဒီလိုယူရမယ်အဲ့လိုမို့ဆိုတရားကိုသွားတိရစ္ဆာန်လို့ပြောလို့ရမလားနတ်တွေကိုတိရစ္ဆာန်လို့ပြောလို့ရမလားမရဘူးသူတို့ကတရားတို့တရားများရနိုင်တယ်လေနတ်အရိယာတွေပြည့်နေတာပဲအဲ့တော့ဟုတ်ပြီအဲ့ဒီနဂါတွေကမွေတွေကပင်လယ်တွေကနဂါကြီးတွေမွေကြီးတွေကအတုရာတွေတက်လာရင်သူတို့ကခုခံကြကဲပြီးမနိုင်လို့ရှုံးလာတဲ့အခါကျတော့ပင်လယ်မျက်နှာပြင်ရောက်လာရှောင်းလာတော့ဘသူတွေနဲ့တွေ့တော့ဆိုကလုံနေအဲ့ဒီကလုံဆိုတဲ့ကောင်ကတော့ခုခေတ်မှာကလုံကိုရှာတွေ့ကြလားဆိုပုံနဲ့ပဲတွေ့နေကြအမှန်တော့ကလုံးဆိုတာလင်းယုံငှက်ကြီးတွေကိုခေါ်တာပဲဒိဗ္ဗပက္ခိဝိသုဒ္ဓစက္ခုဆိုပက္ခိအတောင်ရှိတယ်ဒိဗ္ဗဓိစာငှက်လို့ပြောတာပဲဓိစာဆိုတာငှက်ဒိဗ္ဗဓိစာပက္ခိတောင်ရှိတယ်ဝိသုဒ္ဓစက္ခုဒီ eagle ဆိုတဲ့လင်းယုံငှက်ကြီးတွေမျက်လုံးကသိတောက်ပါတယ်မြင့်စွမ်းအားကအမတ္တမထမြက်တယ်အမတ္တဝေးလံတဲ့နေရာကအကောင်မြင်ရတယ်ဥပမာပဲရေထဲကငါသွားတာတောင်မြင်ရတယ်ဒီကောင်လေးတင်းရုံကကြည့်တယ်အရှိန်ဝါလည်းကြီးတယ်သမန္တုတွေတောင်မှရေထဲငါသွားတာကကြည့်မှမြင်ရမယ်သူတို့ကကောင်းရင်ပြန်ရင်ကနေရေထဲမှာသူဖန်လောက်တဲ့အနေထားအထိဒါရေမျက်နှာပြင်ပေါ်လာတာမဟုတ်ဘူးအဲ့ဒီငါကရှည်နဲ့ဖုံးပြီးတော့ငါလှုပ်ရှားနေတာကိုမြင်လို့တွေ့ကြပါလိမ့်မယ်ကောင်းကင်ကနေထိုးဆင်လာပြီးခြေတဲ့နဲ့ကုတ်သွားတာငါးတွေလည်းဖမ်းတာသူတို့မွေတွေလည်းဖမ်းတာပဲအကောင်နဲ့စိတ်တွေတောင်းစိတ်တွေပဲတောင်းဖမ်းတယ်
လူလေးဖတ်နိုင်တာပဲသူတို့ကကောင်းကြီးတွေချီးပြီးဆိုရင်ကြောက်အောင်ကလေးတွေပါလေဆိုချီသွားနိုင်တယ်ငါတို့ကပဒါစာရိသဆွန်ချီတယ်ဆိုတာဟောင်းအောင်ကလာအောင်ပဲချီနိုင်တယ်စိတ်တောင်ချီနိုင်တယ်အဲ့တော့ကောင်းချီလို့ရှိရင်ချီလို့ရတယ်သူတို့ချီအဲ့ဒီသိတန်တယ်သူတို့ချီတော့နဲ့ကုတ်သွားတာပြီးတော့ငှက်တွေထဲမှာဟဋ္ဌိလင်္ကငှက်ဆိုတာဓမ္မပဒထဲမှာပါတယ်ဥဒိဏဇလနဲ့ပတ်သက်ပြီးတော့လူကိုချီသွားတာလူချီကြီးကိုချီသွားတာမိဖုရားကြီးကနေဝုဇာလှုံပြီးတော့ကပလာနေကြီးချုပ်ပြီးတော့နေဝုဇာလှုံနေတဲ့အခါမှာစားစရာမှတ်ပြီးတော့ချီသွားတာပါသွားတာပဲအဲ့ဒါဟဋ္ဌိလင်္ကငှက်လို့ခေါ်တယ်ငှက်ကြီးကြီးတွေရှိတယ်အဲ့လိုဟာတွေအရှိတယ်ပေါ့လူတောင်ချီနိုင်တယ်ပေါ့အဲ့ဒီကလုံးဆိုတဲ့ကရုလကလုံးဆိုတဲ့ပင်လေရေမျက်နှာပင်ရောက်လာတဲ့အခါကျတော့အဲ့ဒီကလုံးနေနဲ့တိုက်ရတယ်ကလုံးနေကခုခံတယ်အဲ့ဒီကလုံးနေတစ်ခါရှုံးသွားပြန်လို့ရှိရင်ဘယ်သူတွေနဲ့တွေ့တော့ဆိုဂုံပန်ဆိုတဲ့မျက်လုံးပြူပြူပိုက်ဖောင်းမောင်းကျန်တဲ့ရက်စတဲ့ဂုံပန်ဘလူကြီးတွေနဲ့တိုက်ရတယ်ဂုံပန်ဒလို့ခေါ်တယ်အဲ့ဒီကောင်ကြီးတွေအဲ့ဒီကောင်ကြီးတွေကနဲ့တိုက်သူတို့ကရှုံးသွားတဲ့အခါကျတော့ဘယ်သူနဲ့တိုက်တော့ဆိုရက်ခဆိုတာတွေနဲ့တိုက်ရတယ်ရက်ခတွေရှုံးသွားတဲ့အခါစတုမာတဲ့နတ်မင်းကြီး၄ယောက်နဲ့တိုက်ရတယ်အဲ့ဒါကိုပထမစခန်းမှာနဂါတွေနဂါတက်ချထားတယ်ဒုတိယစခန်းအပေါ်ရောက်လာတဲ့အခါကလုံးတက်အဲ့ဒီပေါ်ကျော်လာရင်ခုံပန္ဒတက်အဲ့ဒီတော့ကျော်လာလို့ရှိရင်ရက်ခတက်အဲ့ဒီဟိုဘက်ရောက်တဲ့အခါစတုမာရနမင်းကြီး၄ပါးရှုံးသွားရင်တော့တာဝရိသနတ်ခိတ်ဝရောက်လာတယ်အဲ့ဒီကြရင်တော့တရားမင်းကြီးကိုယ်တိုင်ထွက်ရတယ်တရားမင်းကြီးကိုယ်တိုင်ထွက်လာတယ်အဲ့ကြတော့အဲ့ဒီမှာတရားမင်းရုပ်တုလေးလှုပ်ထားတယ်လို့ပြောတယ်အဲ့ဒါမြင်ရင်တော့သူတို့လမ်းပြီးပြေးကြတယ်သူရာတယ်အဲ့တော့သခုတ်ပင်ပွင့်နိုင်သူတို့စစ်တိုက်လို့သခုတ်ပင်ကမိတချီကြီးဆိုတာအဲ့ဒါပြောအားလိ50တောက်ရိတ်နတ်ပြည်ကိုကာကွယ်ထားတာအားလိ50နဲ့ကာကွယ်ထားဟုတ်ပြီအဲ့တော့နဂါဆိုတာလေတိရစ္ဆာန်မျိုးနွယ်တယ်ပါတယ်ကလုံးကလည်းတိရစ္ဆာန်မျိုးနွယ်တယ်ပါတယ်ခုနကုမ္မန္တတို့ရက်ခတို့ဘာလို့ကြတော့စတုမာရထဲပါတယ်အာလဝကတို့ဘာလို့ကြသောတပန်ဖြစ်သွားလေရက်ခမျိုးနွယ်ပဲဖျက်တရားနာတဲ့အခါတော့တဘာဝအဖြစ်အဲ့ဒီကောင်ကြီးတွေချမ်းတန်ရက်စစ်တယ်ပေါ့အဲ့တော့တတ္တလောကမှာရှိတဲ့တတ္တဝါတွေဟာမျိုးစုံရှိတယ်မျိုးစုံရှိတော့ဘယ်တတ္တဝါပဲဖြစ်ဖြစ်အချိန်တန်လို့ရှိရင်ကိုနေတဲ့ဘဝအနေထွက်ခွာရမယ်ဆိုတော့နောင်သွားမရမယ့်ဘဝဆိုတာရှိကိုရှိလားနောင်သွားရမယ့်ဘဝတခြားဘာသာတွေမှာလည်းရှိတာပဲလေနောင်ဘဝတချို့မှရှိတယ်နောက်ဘဝအများကြီးတော့မရှိဘူးဘုရားဘာသာမှာတော့တန်တရားရှိတယ်ဟိန္ဒူဘာသာမှာလည်းတန်တရားရှိတယ်ဒီဘဝပြီးရင်နောက်ဘဝပြီးနောက်ဘဝတန်တရားမှာရှိတယ်တချို့ဘဝတွေကြတော့ကောင်းကင်ဘုံဆိုတဲ့နောက်ဘဝသို့မဟုတ်ထာဝရငရဲဆိုတဲ့နောက်ဘဝအဲ့ဒီနောက်ဘဝအဲ့တော့ဘုရားဘာသာတွေကြတော့နောက်ဘဝအတွက်ဘာအမခံချက်ရထားလဲတမန်ပုဂ္ဂိုလ်တယောက်အနေနဲ့ကိုယ့်ကိုဆန်းစစ်ထားဖို့လိုတယ်နောက်ဘဝအတွက်အမခံချက်ရပြီလားအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တံလေးတစ်ခုမှတ်သားပြီးတော့အဲ့ဒီတိုင်နေထိုင်တော့ဒါသောတပန်မဟုတ်လေအမခံချက်ရတယ်လို့ပြောလို့ရအဲ့ဒီတိုင်နေမဲ့ဆိုလို့ရှိရင်အမခံချက်ရတယ်လို့ပြောအဲ့ဒီမှာနတ်သားတယောက်ကမြတ်စွာဘုရားကိုမေးခွန်းလာမေးတာရှိတယ်
ကိန္တုရပိတာစနတာနေကာလူတွေဟာဘာဖြစ်လို့ဆိုရင်စိတ်တွေနဲ့နောက်ဘဝအတွက်သွားရမှာကြောက်နေကြတာလေတဲ့ဘာကြောင့်ဒီဘဝလူတွေအများအားဆိုရင်စိတ်ရှိတယ်နောက်ဘဝအတွက်ဆိုရင်စိတ်ရှိနေကြတယ်မေဃောစနေကာယတနာပေါတော်မြတ်စွာဘုရားကလမ်းကြောင်းတွေအမျိုးမျိုးဟောပြထားတာရှိတယ်ပေါ့နော်ကြောက်เสียမရှိအောင်လမ်းကြောင်းတွေများစွာဟောထားတာရှိတယ်ပု္ပ္ပာမိတံဂေါရမပုရိပညာအသိဉာဏ်မြင်မာတဲ့ဂေါရမဘုရားကိုလျှောက်ထားပါရစေကိတ္တမိထိတော်ပရလောကံနပါယေဘယ်အချက်ဒီပေါ်မှာယတ္တိနိုင်လို့ရှိရင်ပရလောကဆိုတဲ့နောက်ဘဝကိုကြောက်เสียမလို့တဲ့အမခံချက်ရပါသလဲဆိုမိကိုမေးတာနော်ဆိုရင်မလို့ဘူးကြောက်เสียမလို့ဘူးနောက်ဘဝအမခံချက်ရမယ်ဘယ်လိုနေထိုင်ရမလဲသောတာပန်ဖြစ်တာပြောတာမဟုတ်ပုထုဇဉ်ဘဝနဲ့တင်ကိုဘယ်လိုနေထိုင်ရင်နောက်ဘဝအတွက်အမခံချက်ရှိမလဲအဲ့တော့မြတ်စွာဘုရားကအဖြေပေးထားတာလေးကရှင်းရှင်းလေးပဲတော့နော်ဝါသမနိစ္စပဏိဒါယတမ္မာမင်းပထမဆုံးလုပ်ရမှာတော့မင်းရဲ့စိတ်ထားကိုပြင်စိတ်ထားပြင်ရမယ်စိတ်ထားမပြင်လို့ရှိရင်စိတ်ကောင်းနှလုံးကောင်းမရှိရင်လူကမဟုတ်တာလုံးဝသိကြတယ်နော်စိတ်ကောင်းနှလုံးကောင်းထားမဟာကဏယုံဆရာတော်ဘုရားကြီးကသူ့ကျောင်းမှာစာရန်ချိတ်ထားတာရှိတယ်ဆရာတော်ရှင်ဇနကပြီးဝန်တာဆရာတော်ရဲ့ပါချိတ်တာစိတ်ကောင်းရှိဖို့ကပထမကိုရင်တိလာပထမလို့မပြောဘူးစိတ်ကောင်းရှိဖို့ကပထမလို့အဲ့တော့ခုနောက်ဘဝအတွက်စိတ်ချရအောင်ပထမဆုံးလိုအပ်ချက်ကဘာလို့စိတ်ကောင်းထားအဲ့တော့စိတ်ကောင်းဆိုတာဘယ်တော့ခေါ်တာတော့လို့ကိုယ်စဉ်းစားကြည့်သူများအပေါ်မှာမနာလို့တဲ့စိတ်မရှိနဲ့သူများပြက်လို့ပြက်စီလို့တဲ့စိတ်မရှိနဲ့ချင်းထဲလို့တဲ့စိတ်မရှိနဲ့ချွန်းတွန်းလို့တဲ့စိတ်မရှိနဲ့သူတော်ဘာပြက်အောင်ဒုက္ခပေးလို့တဲ့စိတ်မရှိနဲ့မေတ္တာစိတ်ထားမယ်အလုံးပေါ်မှာမေတ္တာထားနိုင်အောင်ဘသူသေးသေးငတိမှာပြီးရောဆက်စိတ်မထားနဲ့နော်အဲ့ဒီစိတ်ပြုံးထားနဲ့အလုံးပေါ်မှာမြတ်တာပြီးတော့မေတ္တာထားနိုင်ရမယ်စိတ်ကောင်းနှလုံးကောင်းမြတ်သောအပြင်ချက်လက်စီဆိုတာသူများကြည့်ပါရင်မနာလို့တယ်ဖြက်စီတယ်နော်မစ္စရိယဆိုတာကိုကြည့်ပွားသလိုသူများမကြည့်ပွားစေကြဘူးအဲ့စိတ်ကအလွန်များတယ်လူတွေမှာချက်လက်စီဖြစ်တယ်မနာလို့ဝန်တိုးတယ်အထူးသဖြင့်ဘုရားဘာသာဖြစ်တဲ့ဗမာလူမျိုးတွေကိုများတယ်လို့ပြောကြတယ်ဟုတ်မဟုတ်ကတော့ဘယ်သူမှသူတေသနာလောက်ထားတာမရှိဘူးနော်သူတေသနာလောက်ကြည့်စရာတော့ကောင်းတယ်ပေါ့နော်သူတေသနာလောက်တာဘယ်လိုလုပ်အောင်မတော့လိုက်ပေးကြည့်ပေါ့လူတွေလိုက်ပြီးတယောက်ချင်းလိုက်ပြီးတော့မှတ်တမ်းတင်ပေါ့လူတစ်ထောင်မှဘယ်နှယောက်ကမနာလို့စိတ်ရှိတယ်လေလိုက်ပြီးတော့အဲ့ဒီနှုံနာနဲ့တွက်ချင်တော့သိမှာအဲ့တော့သူတေသနာလောက်ထားတာမရှိဘူးဒါပေမဲ့အတွေ့အကြုံရလူတွေကပြောတာပမာတွေကတယောက်ကြည်ပွားလာရင်ကျန်တဲ့တယောက်ကမနာလို့စိတ်ဖြစ်တယ်နော်ပြက်လို့ပြက်စီလုံးတွေရှိတယ်အဲ့ဒါတော့ဟုတ်ကောင်းလဲဟုတ်ပါလိမ့်မယ်တချို့ကဆိုင်တစ်ဆိုင်ဒီနားမှာရောင်းကောင်းပြီဆိုရင်အဲ့ဒီနေရာလာပြီးတော့တခြားဆိုင်လာဖွင့်တယ်အဲ့တော့သူကရောင်းကောင်းခြင်းလို့ဖွင့်တာလည်းဖြစ်နိုင်တယ်သူဖွင့်လိုက်သည့်အတွက်ကြောင့်ဟိုဆိုင်ကလည်းရောင်းကြရင်ကြသွားတယ်နော်တယောက်ကောင်းစားလို့ရှိရင်နောက်တစ်ယောက်ကအားပေးမဲ့အစားပြက်လို့ပြက်စီလုပ်တတ်တဲ့အကျင့်လေးတွေကတော့
ရှိတယ်ဆိုတာသိတာရပေါ့နော်ကြားနေရတာပေါ့မျက်စိကတော့မြင်ရတာမဟုတ်ကြားနေရတာပေါ့နိုင်ငံခြားတိုင်းပြည်တွေမှာရောက်ရင်လည်းပဲအဲ့ဒီဟာတွေကြားနေရတယ်ပေါ့တယောက်တယောက်ကုညီရမယ်အစားမကုညီတဲ့စိတ်တွေများနေတယ်အဲ့တော့စိတ်ဓာတ်ကိုအရင်ပြင်ရမယ်မလို့ပြင်ရမလဲသူလည်းကြည်ပွားခြင်းနဲ့ငါလည်းကြည်ပွားခြင်းနဲ့ငါကြည်ပွားသလိုသူလည်းကြည်ပွားပါစေအဲ့စိတ်ဓာတ်ထားမယ်အဲ့စိတ်ဓာတ်မွေးရမယ်မေတ္တာထားနိုင်ရမယ်အလုံးကိုကုညီနိုင်ရင်ကုညီမကုညီနိုင်လို့ရှိရင်ဒုက္ခမပေးနဲ့မကုညီုံနဲ့မကဘူးဒုက္ခပေးတာကြတော့ပို့ဆိုးတယ်ပေါ့အဲ့ဒါကြောင့်မို့ဝါစံမနှင်းစာပဏိတာယတမ္မာနံပါတ်1ကစိတ်ကောင်းနှလုံးကောင်းထားပါအဲ့ဒါထားလိုက်လို့ရှိရင်နောက်ဘဝအတွက်အခြေအနေကောင်းတစ်ခုရလာနိုင်တယ်နောက်တစ်ခုကတော့မင်းအပြောအဆိုကောင်းအောင်ပြောပါကောင်းအပြစ်ကင်းအောင်ပြောပါစကားဆိုတာပြောတဲ့စကားရှိတယ်မပြောတဲ့စကားရှိတယ်မပြောတဲ့နာကိုမပြောရဘူးပြောတဲ့နာကိုပြောရမယ်မပြောတဲ့မှုဆိုတဲ့နေရာမှာနော်ကိုယ့်အတွက်ကထားတာတစ်မျိုးမပြောတဲ့မှုဆိုရင်ပြောရမယ်ဆိုရင်ကိုပြောလိုက်လို့တစ်ဖက်သားထိခိုက်နစ်နာပျက်စီးသွားမယ်ဆိုရင်မပြောနဲ့မှန်အောင်တော့လည်းမပြောနဲ့သူများအကျိုးပျက်စီးသွားအောင်မပြောတော့မှမပြောရဘူးလို့ဆိုတော့သို့တော့ရသော်ပြဆုံးမထားတဲ့အပြောရပါတော့ဆိုသူတော်ဘာပျက်စီးသွားအောင်ရုံးပြင်းကနာတိုက်တက်ပြီးတဲ့အခါကျတော့မဟုတ်မှန်သိလျက်ဟုတ်တယ်လို့လိမ့်နေနော်တက်သိထွက်တယ်ဟုတ်တာကြတော့မဟုတ်ဘူးလို့သက်သေထွက်တယ်တစ်ဖက်သားထိခိုက်နစ်နာမှုတွေအများကြီးဖြစ်တယ်အဲ့ဒါလို့သူများအကျိုးပျက်စီးစေတဲ့မုဒ္ဒဝါဒမျိုးမပြောရဘူးလို့ဆိုလို့တယ်အဲ့ဒါကိုအဋ္ဌပင်စနကလို့ခေါ်တယ်အဋ္ဌဆိုတာအကျိုးစီးပွားကိုပင်စနကပျက်စီးသွားစေတယ်တစ်ဖက်သားအကျိုးထိခိုက်သွားအောင်ပြောတယ်မူသားကိုပြောတာကိုယ်စီလာတောင်းတာမပေးခြင်းလို့မရှိဘူးပြောတာမျိုးပြောတာမဟုတ်ဘူးနော်မုဒ္ဒဝါဒဆိုတာကိုယ်ရှိတာပဲမပေးခြင်းမပေးနဲ့ပေါ့ရတာပဲအဲ့တော့မပေးခြင်းလို့မရှိဘူးပြောလိုက်တယ်အနေအကြောင်းမို့လို့ရှိရတဲ့နဲ့မရှိဘူးပြောလိုက်တယ်သို့မဟုတ်သိရတဲ့နဲ့မသိဘူးပြောတယ်ဘယ်သူမှမထိခိုက်ဘူးအဲ့မျိုးပြောတာမဟုတ်ဘူးမုဒ္ဒဝါဒဆိုတာသူတို့ကအကျိုးပြပြအောင်ပြောတာကိုမုဒ္ဒဝါဒလို့ခေါ်တယ်အဲ့တော့လိန်ပြောတာမျိုးမပြောနဲ့နောက်တစ်ခုကတော့သွေးခွဲတဲ့စကားမပြောနဲ့လူနှစ်ယောက်အစဉ်ပြေးနေလို့ရှိရင်မတက်အောင်ချွန်တွန်းလုပ်တတ်တယ်ဝင်ပြီးတော့သွေးခွဲတတ်တယ်သွေးခွဲတယ်ဆိုတဲ့လူတစ်ယောက်ကတယောက်နဲ့တယောက်တက်နေတာကိုမကြည့်ကြလို့မတက်အောင်လုပ်တယ်သွေးခွဲတဲ့စကားခုံးတိုက်တယ်လို့လည်းခေါ်တယ်နော်ပိတုနာဝါစာနောက်တစ်ခါဆဲတာဉာဏ်ဉာဏ်ဌာနပြောတာလူတစ်ဖက်သားမခံကျင်လောက်အောင်ဆဲရေးတိုင်းထွာပြီးတော့ပြောတာအဲ့ဒီလိုပြောတာဖရုဒဝါစာအဲ့တော့နှုတ်ကပဲပြော Facebook ထဲကပဲရေးဆဲတာပဲတစ်ဖက်သားမခံကျင်အောင်မပြောရဘူးလို့သူတို့ဆိုလို့အဲ့ဒါဖရုဒဝါစာသမ္ပပလပဆိုတာတော့ကိုပြောတဲ့စကားဟာတမိုးမဲ့တဲ့စကားဖြစ်တယ်တမိုးမဲ့ရင်မကဘူးအစိတ်တောက်ဖြစ်တဲ့စကားမျိုးတွေပေါ့နော်ကျိုးမဲ့တဲ့စကားမျိုးတွေတန်ဖဆိုတဲ့အဓိပ္ပာယ်ကတန်ဟိတဒုက္ခပလပတိဟိတဒုက္ခကိုပျက်စီးစေတဲ့စကားလို့ပြောတာနော်အကျိုးစီးပွားအတွက်ပါတခုမှထောက်ကူမဖြစ်ဘဲနဲ့ပျက်စီးစေတဲ့စကားမျိုးတွေသူကပိုးကျပြန့်တယ်ပေါ့ဟိုလိန်နာလည်းမဟုတ်ဘူးနော်ဟိုတွေးခွဲတာလည်းမဟုတ်ဘူးဆဲတာလည်းမဟုတ်ဘူးသို့သောသူပြောလိုက်တဲ့စကားဟာလူတွေရဲ့စိတ်ဓာတ်ကိုစိတ်ခတ်လိုက်တယ်လို့ဖြစ်သွားမဟုတ်တဲ့လမ်းကြောင်းပဲရောက်ကုန်ဝိုင်းစင်ပေါ့ခုခေတ်ဆိုရင်တော့ brain wash ပေါ့အဲ့လိုပဲနေရာမှာနော်မဟုတ်တာတွေရိုက်သွင်းထားတယ် brain wash လုပ်တာဖြစ်တယ်အဲ့ဒါနဲ့နိစ္စတယ်နော်
တံဟိတဒုက္ခံပလပတိဝိနတေတိဧတိနာတိတံဖန်လို့စာပေကျမ်းကမှာအဓိပ္ပာယ်ဖွင့်တာလူတယောက်ရဲ့ဟိတဒုက္ခဟိတဆိုတာချမ်းသာရဖို့အကြောင်းတရားဒုက္ခဆိုတာချမ်းသာအကျိုးနဲ့အကြောင်းနှစ်ခုတွဲထားတာဟိတကအကြောင်းဒုက္ခကအကျိုးဟိတရှိမှဒုက္ခဖြစ်တာ။အဲ့ဒါကြောင့်မို့အဲ့ဒီကောင်းရကောင်းကြောင်းဖြစ်တဲ့အကြောင်းတရားနဲ့အကျိုးတရားနှစ်ခုစလုံးကိုပျက်စီးအောင်ပြောတာဆိုအဲ့ပြောတဲ့စကားကိုတမ္ဖပလာပတမ္ဖဆိုတာအကျိုးမရှိတဲ့စကားပိန်ဖြင်းတဲ့စကားလို့ဆိုတဲ့အဓိပ္ပာယ်ကတော့စဘာပင်ကလာတဲ့ဝဟာရပဲစဘာပင်ကအတိအဆန်းထဲရမယ့်အချိန်မှာမထဲဘူးဆိုရင်အဲ့ဒီစပက်နံကဘာမှထဲတဲ့အဆန်းမပါတော့အဖြင်းစဘာဖြင်းလို့ခေါ်တယ်ထဲထဲမှာဆန်းမပါဘူးအခွန်ပဲထွက်လာတယ်အဲ့လိုဆိုတာရှိတယ်နော်ထဲထဲမှာဆန်းမပါပဲနဲ့အခွန်ကြီးပဲအဲ့ဒါကိုရည်ရွယ်ပြီးတော့ပိန်ဖြင်းအနိတ္တရာမရှိတဲ့စကားမျိုးလို့သူတို့ဆိုလို့တယ်ပေါ့အဲ့ဒါကဝါရအနေနဲ့သုံးတာအနိတ္တရာမှတ်သားစရာမပါဘူးအနိတ္တရာမရှိဘူးဓမ္မို့မရှိတဲ့စကားဓမ္မို့မဲ့တယ်အခုပြောတဲ့တမ္ဖရဲ့အဓိပ္ပာယ်ကြတော့ဓမ္မို့မဲ့ယုံနဲ့မကဘူးကောင်းတာတွေပျက်စီးစေတာပါသေးတယ်သူကပို့လေးပဲရှိတယ်အဲ့တော့ brain wash လုပ်တာပေါ့စိတ်ကောင်းနှလုံးကောင်းတွေပျက်စီးသွားစေတတ်တဲ့စကားမျိုးအတွေးခေါ်တွေပြတ်သွားစေတတ်တဲ့စကားမျိုးအဲ့ဒါမျိုးအတမပလာပါတော့အဲ့ဒါမျိုးမပြောရဘူးလို့ဆိုလို့တယ်မြတ်စွာဘုရားဝါစံပဏိဒါယတမ္မာလူတယောက်ပျက်စီးသွားစကားအပြောကလူတယောက်ကိုပျက်စီးစေတာဟုတ်ကောင်းလဲကောင်းစေတယ်ပြက်လဲပျက်စီးစေတယ်ဒါမှမဟုတ်ပြောဆိုမှုကသိအရေးကြီးတယ်ပေါ့အဲ့တော့စိတ်ကောင်းနှလုံးကောင်းထားပြီးရင်အပြောဆိုအပြစ်ကင်းတဲ့စကားပြောပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာရှိတယ်စကားပြောရင်ကိုပြောတဲ့စကားသည်မှန်တာကိုသာပြောမယ်မမှန်တာမပြောဘူးမှန်ပြီးတော့အကျိုးရှိမှပြောမယ်အကျိုးမရှိရင်မပြောဘူးအကျိုးတော့ရှိတယ်မပြောတဲ့အချိန်မပြောဘူးပြောတဲ့အချိန်ကျမှပြောမယ်ပြောပြီးဆိုရင်လည်းရှင်ရင်ကြည်ကြည်စကားလုံးလာနဲ့ပြောမယ်စကားလုံးအသုံးအစားပြီးတော့ယဉ်ကျေးတဲ့စကားလုံးနဲ့ပြောမယ်စိတ်ဓာတ်ကိုမေတ္တာနဲ့ပြောမယ်ဒေါသနဲ့မပြောအဲ့ဒါကြမှာအပြောကောင်းတယ်ဆိုပြောတာသူဝတိတဝါစာကောင်းတဲ့စကားဖြစ်တယ်အဲ့တော့နောက်ဘဝအတွက်နံပါတ်1စိတ်ကောင်းထားနံပါတ်2ကအပြောဆိုပြင်းကောင်းအောင်ပြင်းဒီနှစ်ခုရသွားပြီနော်အဲ့ဒါကိုအချင်းချင်းပြောလိုက်မယ်ဆိုလို့ရှိရင်တော့စိတ်ကောင်းထားဆိုတာသူစရိုက်စိတ်တွေမမွေးနဲ့လို့ပြောတာမနောသူစရိုက်၃မျိုးအဲ့စိတ်ကောင်းထားဆိုတဲ့ထဲမှာသူကသူစရိုက်နဲ့ပြောမယ်မနောသူစရိုက်က၃မျိုးရှိတယ်မနောသူစရိုက်၃မျိုးဆိုတာဘာတော့သူများပစ္စည်းကိုလိုချင်တဲ့လောဘကင်ရမယ်သူတစ်ပါးကပျက်စီးလို့တဲ့စိတ်ကင်ရမယ်ကံကံဤကျိုးကိုသိမြင်တဲ့အမြင်ရှိရမယ်ပါဠိလိုအနာပိစ္ဆာအပြပါဒသမ္မာဒိဋ္ဌိအဲ့ဒါစိတ်ကောင်းနော်စိတ်ကောင်းတာသူရပစ္စည်းကိုလိုချင်တာမလုပ်ဘူးသူများသိပါစေဆိုတဲ့ဒေါသမျိုးမရှိဘူးမှားယွင်းတဲ့အမြင်အယူဆမှားယွင်းတာလက်မခံဘူးအဲ့ဒီ၃မျိုးဟာဒါမနောသူစရိုက်စိတ်ကိုကောင်းတာလို့ပြောလို့ရတယ်ထိတဲ့ပို့ချဲလို့ရှိရင်တော့ခဏတော့စိတ်ကောင်းတယ်တော့ကောင်းတာအဲ့တော့အပြောဆိုဆင်ញင်ရမှာဆိုတာဝစီတုစရိုက်နဲ့ပတ်သက်တာမပြောနဲ့ဝစီတုစရိုက်ပဲပြောဝစီတုစရိုက်ကဘာတော့မနာပဲပြောတယ်တွေးခွဲစကားမပြောဘူးကြံ့ကြံ့ထဏမပြောဘူးအကျိုးရှိတာပဲပြောတယ်ဒါဝစီတုစရိုက်နှုတ်ပြောနဲ့ပတ်သက်ပြီးတော့အဲ့လိုခွဲနောက်တတိယချက်ကဘာတော့ဆို
ကာယေနပပနိအကုပ္ပမနောကိုဒီလက်ရောက်ရှုံးမာတဲ့အလုပ်တွေမလုပ်ပါနဲ့နော်ရှုံးမာတဲ့အလုပ်ကိုဒီလက်ရောက်မဟုတ်တာတွေမလုပ်ပါနဲ့ဆိုပါပြောတော့သူများသက်သက်ဖို့မကြိုးစားပါနဲ့သူတစ်ပါးဥစ္စာခိုးယူဖို့မလုပ်ပါနဲ့သူတစ်ပါးသားမယားပြမပြီးကျူးလွန်တာမလုပ်ပါနဲ့ကာယတုစိုက်သုံးခုရှောင်ပါတိတ်ခါရှိရှိနေပါသူတို့ဆိုလို့လေနော်ဆိုတော့စိတ်ကောင်းလဲထားတယ်စကားပြောလဲဆင်ញင်တယ်ကိုယ်ဒီလျောက်လည်းမကောင်းမှုတွေမလုပ်ဘူးဆိုဒီသုံးခုကတော်တော်လေးကိုပြည့်စုံသွားပြီကာယကဝစီကမနောကစင်ကြယ်တန်းရှင်းလာလူဘဝဟာဒါအခြေခံမယ်အခြေခံမယ်ဒါကြောင့်မလို့အထက်ကရာကဒီနေရာမှာရှင်းတာပုပ္ပသုတ်တိအင်္ဂါတဲ့လူတော်လူကောင်းဖြစ်ဖို့ရအတွက်အဲ့ဒီအချက်သုံးချက်နဲ့ပြည့်စုံအောင်အဲ့ချက်သုံးချက်နဲ့ပြည့်စုံအောင်မယ်လို့သူဆိုလို့နောက်ပြီးတော့ဒီလိုအခြေအနေကောင်းတွေဖန်တီးထားပြီးတော့ဒါကမလှုပ်တင်တာတွေကိုဖယ်ခိုင်းတာလှုပ်တင်တာကြတော့ပါတော့ကိုဟာလူဆိုတာဘဝတစ်ခုရလာလို့ရှိရင်စာဝတ်နေပြည့်စုံတဲ့ဘဝရှိတယ်စာဝတ်နေမပြည့်စုံတဲ့ဘဝရှိတယ်မပြည့်စုံတဲ့ဘဝကိုတော့မပြောဘူးပြည့်စုံတဲ့ဘဝကိုပြောလိုက်မယ်ဘဝနာပဏ္ဏခရမဝတ္တန်တော်တဲ့မင်းဟာကံကောင်းထောက်မှလို့စာဝတ်နေပြည့်စုံတဲ့မိသားစုအိမ်မှာနေတယ်ဆိုရင်မင်းပါလေလို့တဲ့ဆိုခုနအချက်သုံးချက်လုံးရင်ကိုပဲလူကောင်းဖြစ်ပြီနော်အဲ့ဒီတဲ့ပို့ပြီးပါလို့တဲ့မင်းမှာစားစရာတောက်စရာပြည့်ပြည့်စုံစုံနဲ့စီးပွားဥစ္စာပြည့်ပြည့်ဝဝနဲ့အဲ့ဒီလိုဘဝမျိုးမှာနေတဲ့ဆိုရင်တတ်တော့မင်းယုံကြည်ချက်ထားပါကံကံဤကျိုးကောင်းတာလို့ရင်ကောင်းတာရတယ်ဆိုယုံကြည်ချက်ထားသို့မဟုတ်ကုသိုလ်ရေးကိုစိတ်ဝင်စားလိုက်ပါပရဟိတအလုပ်ကိုမင်းစိတ်ဝင်စားပါဆုံးဖြတ်ထားပါမုဒုမောင်းမာတဲ့စိတ်မထားနဲ့မေတ္တာထားပါအလုံးပေါ်မှာမုဒုဆိုတာနုညံ့နဲ့ပျော့ပြောင်းတယ်လို့ပြောတာဒေါသတို့မာနတို့ကခက်ထန်တယ်လေအဲ့ဒီခက်ထန်မှုရဲ့ဆန့်ကျင်မဲ့နုညံ့ရမယ်ပျော့ပြောင်းရမယ်လူဟာရှင်ကျေးသိမ်မွေးရတယ်လူကြီးလူကောင် gentleman ဖြစ်ရမယ်သူတို့ဆိုလိုတာပေါ့နော် gentle ဆိုတာရှင်ကျေးတာလေ gentleman ဖြစ်ရမယ်လို့ဆိုလိုတယ်မုတုတံဝိပါခိကိုရထားတဲ့ပစ္စည်းကိုကိုမိသားစုမှာတောင်မှခွဲဝေသုံးပါကိုတယောက်တည်းမသုံးပါနဲ့ဒါနဲ့ဒါလို့တာပဲနော်သူချင်းချင်းကိုနဲ့အတူနေလို့ရှိရင်မျှဝေသုံးဆွဲပါလို့ပြောတာဘုန်းကြီးတွေဆိုရင်လည်းကိုကြောင့်မှနေတဲ့တန်ဃာတွေနဲ့မျှဝေသုံးဆွဲပါကိုတယောက်တည်းမသုံးပါနဲ့လူဆိုရင်လည်းကိုမိသားစုမျှဝေသုံးဆွဲပါအိမ်နာနှိကျင်နေနဲ့မျှဝေသုံးဆွဲပါတတ်နိုင်သို့မဟုတ်ကိုနေတဲ့ရွာနဲ့မျှဝေသုံးဆွဲပါတံဝိပါခိတတ်နိုင်တော့ခုညိပါသူများပမာရီကတော့အဲ့ဒီချက်သိပြောစရာမလိုဝတ္တိညူဆိုတာတစ်ဖက်သားရဲ့ခံစားချက်ကိုနားလဲပါဆိုတာငါသာချီးပွားခြင်းနဲ့စိတ်မထားပါနဲ့မစ္စရိယကင်ပါလို့ဆိုလို့တယ်နော်မစ္စရိယကင်ရမယ် selfishness လူတိုင်းကကဲ့ရဲ့ရှုပ်ချရမယ်အချက်ပဲနော်ကိုကြိုးရှာအတ္တကြီးတယ်ဆိုတာလေပြောခံဝရညုဆိုတာတစ်ဖက်သားကိုသဘောပေါက်နားလည်ရဆိုတော့တတ္တောမုထုတံဝိပါကိဝရညုကုသိုလ်ရေးမှာစိတ်ဝင်စားတာတတ္တာဒီမမနာတွေဒေါသတွေမချီဘူးရှင်ကျေးလိမ္မာတာမုထုခွဲဝေသုံးဆွဲတာတံဝိပါကိ
တပည့်သားရဲ့စိတ်ခံစားချက်ကိုနားလေသဘောပေါက်ပြီးကိုယ်သာချီးပွားလို့ခြင်းနဲ့စိတ်မရှိတာဝတ္တညုနော်မျှဝေသုံးဆွဲလိုက်တယ်အဲ့တော့အေတေတုဓမ္မေတုထိတောစတုတုအဲ့ဒီတတ္တာရဲ့မုထုတံဝိပါကိဝရညုဆိုတဲ့ဒီဓမ္မဘောမှာယက်တီးပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာပရလောကနာပါယေနောက်ဘဝဆောင်ကြောက်ဆရာမလို့ဘူးအဲ့တော့နောက်ဘဝအတွက်အာမခံချက်ရပါလားဆိုတာအဲ့ဒါတွေရှင်းတော့ဒါသိကြတယ်ကြောက်ဆရာမလို့ဘူးဆိုတာအာမခံချက်ပေးလိုက်တယ်မင်းမစိုးရင်နဲ့နောက်ဘဝအတွက်ဒီတိုင်းသာနေနော်ဒီတိုင်းသာနေဒီကုသကံမင်းကိုကြိုးပေးတယ်ကောင်းကင်ဘုံကထာဝရဘုရားကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေဆိုရင်ဒီတိုင်းနေမင်းဘုရားသခင်ကမလိုက်မယ်ဒါသိကြတယ်နော်ဘုရားသခင်ကနေပြီးတော့ဖန်တီးပေးလိုက်မယ်ဒါအဲ့လိုပြောလို့ရတာပေါ့နော်တော့ကောင်းကင်ဘုံကဘုရားသခင်ကိုလက်မခံတဲ့အေတိယေဆွေဖောရဘာသာတွေအနေနဲ့တော့ဒီတရားတွေကဒီကောင်းတဲ့စိတ်ဓာတ်တွေကမင်းကိုအာမခံချက်ပေးလိုက်မယ်အဲ့တော့ဘာသာတရားတွေမှာထာဝရဘုရားဆိုတာယုံတဲ့ပုဂ္ဂိုလ်ရှိတယ်မယုံတဲ့ပုဂ္ဂိုလ်ရှိတယ်ဖန်ဆင်းရှင်ကိုယုံတဲ့ပုဂ္ဂိုလ်ရှိတယ်မယုံတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့ဒါမဲ့ဘုရားဘာသာတွေကဖန်ဆင်းရှင်ကိုမယုံတဲ့အထက်မှာပါတယ်ဒါကြောင့်မို့ဘုရားဘာသာကို atheist လို့ခေါ်တယ်အဲ့ဒီဖန်ဆင်းရှင်ကောင်းကင်ဘုံထာဝရဘုရားကိုယုံကြည်ရင် atheist လို့ခေါ်တယ်ဒါတော့ကိုယုံကြည်ရပဲပေါ့နော်အဲ့တော့ကောင်းတာလုပ်ဖို့အဓိကဖြစ်တယ်ကောင်းတာလုပ်ရင်ဘုရားဘာသာဆိုရင်ဒီချက်တွေမင်းပြည့်စုံလို့ရှိရင်ဒီကုသိုလ်ကံတွေရှိနေရင်မင်းနောက်ဘဝအတွက်အာမခံချက်ရပြီမကြောက်နဲ့တော့ပြောတာအဲ့တခြားဘာသာဝင်တွေကြတော့ဒီတိုင်းနေရင်မင်းဘုရားသခင်ကကဲလိုက်မယ်နော်ဒီတိုင်းကျင့်ကြကြုတ်ကိုအားထုတ်ရင်တော့ဘုရားသခင်ပဲပါကဲမှာပဲဒီတိုင်းမဟုတ်ဘူးဆိုရင်လည်းဘုရားလည်းမတတ်နိုင်ဘူးအဲ့တော့ဒီချက်တွေဘယ်လောက်ကောင်းလို့ကြည့်ပါလားနော်ကာယကဝစီကမနောကနဲ့မင်းမဟုတ်တာမလုံနဲ့နော်ကောင်းတဲ့လူကိုစိတ်ဝင်စားဒေါသမမာနမကြည့်နဲ့အလုံးမျှဝေသုံးဆွဲနော်ကိုယ်သာသုံးမဲ့ဆိုစိတ်တမထားနဲ့ဆိုတော့ဒါအကောင်းနေကြီးပဲလေလူတော်ကမှာဒါပြည့်စုံတဲ့ဟာတွေပဲအဲ့ဒီတိုင်နေထိုင်လို့ရှိရင်ဒီအချက်ဒီကိုချင်းတရားတွေပေါ်မှာယက်တည်နေတဲ့ပုဂ္ဂိုလ်ဖို့ပရလောကနာပါယေနောက်သွားရမယ်နောက်ဘဝအတွက်မကြောက်နဲ့တော့အာမခံချက်ရသွားပြီတန်တရားထဲမှာအာမခံချက်ရပြီဆိုဒါမြတ်စွာဘုရားကိုယ်တိုင်ဟောထားတယ်ဘိတာဆိုတဲ့သုတ်မှာပါတန်ယုတ်တာပါဠိတော်မှာဘိတာဆိုတဲ့သုတ်ရရှင်းပြတယ်အဲ့တော့ပြန်ပြီးတော့ချုံပြောမယ်ဆိုရင်နံပါတ်1စိတ်ကောင်းထားနံပါတ်2စကားကိုပြစ်ကင်းအောင်ပြောကိုယ်ဒီလျောက်လှုပ်တဲ့အခါမှာမဟုတ်တာတွေမလှုပ်နဲ့လုံးဝရှောင်အဲ့ဒီလိုလုံးဝရှောင်ရင်ကိုပဲမင်းအခြေအနေကောင်းနေမင်းမရပြီဆက်လို့ရမှာပါတော့မင်းမပြည့်စုံတဲ့ဘဝမှာဆိုရင်မင်းစိတ်ဝင်စားလိုက်ပါသူများအကျိုးဆောင်ရဖို့စိတ်ဝင်စားလိုက်ပါတတ်တော့မင်းမာနတွေဒေါသတွေမချီးပါနဲ့ပြောင် gentleman ဖြစ်အောင်နေစမ်းပါတန်ဝိပါခိမြတ်တာခွဲဝေပြီးတော့သုံးဆွဲပါဝရညိမင်းကိုကြိုးတာမကြည့်နဲ့သူများစိတ်ခံစားကိုနားလဲပေးပါအဲ့ဒီအချက်၄ချက်မင်းမပြည့်စုံပြီဆိုလို့ရှိရင်မင်းမကြောက်နဲ့နောက်ဘဝမင်းအတွက်ရှေးကံအသင့်ကြအသင့်ဆိုတာဖြစ်ပြီအဲ့လိုဆိုလို့လေနော်နောက်ဘဝအတွက်ဒါအမခံချက်ရသွားပြီအဲ့တိုင်းသာနေမကြောက်နဲ့ဒါဖះအာမခံပေးတာဘုံဘဝအာမခံပေးတာမဟုတ်ဘူးကြောက်စရာမလိုဘူးလို့ပြောတာအဲ့ဟာတွေနဲ့ပြည့်စုံနေကြောက်စရာလုံးဝမလိုဘူးမစိုးရိမ်နဲ့သိကျင်တဲ့ချိန်သေးသူကသိကျင်သိမှာပဲပြောလို့မရတော့မဟုတ်တာနော်သိကျင်တဲ့ချိန်သေးငါဒါတွေရှိဖို့အရေးကြီးတယ်
ကျန်တာတွေဆွေးမနေနဲ့အဲ့ဒါလို့နှလုံးသွင်းနိုင်အောင်မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီကျင့်သုံးနေထိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း